ကျွန်တော်မနေ့ကဗီဒီယိုလေးတစ်ပုဒ်ကိုကြည့်လိုက်ရတယ်ပေါ့အဲ့ဒီမှာထိုင်းနိုင်ငံကမြန်မာနိုင်ငံရဲ့အလုပ်သမားတွေရှိနေမှသူတို့တွေကပို့ပြီးအဆင်ပြေတယ်ပေါ့ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့အလုပ်တွေကိုမြန်မာနိုင်ငံသားတွေကလုပ်ရတယ်အဲ့ဒါမျိုးနဲ့သူတို့ပြောထားတယ်ပေါ့ဒီလိုပါပဲနိုင်ငံတိုင်းမှာကျွန်တော်အလုပ်သမားခေါ်ယူတဲ့နေရာမှာသူတို့နိုင်ငံသားတွေခေါ်လို့မရမှသူတို့နိုင်ငံသားတွေကိုခိုင်းလို့မရမှတခြားနိုင်ငံသားတွေကိုခေါ်ယူရမယ်ဆိုတဲ့ဥပဒေတွေသူတို့နိုင်ငံအသီးသီးမှာပြဋ္ဌာန်းထားကြတယ်ဒါကြောင့်မို့ကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့လည်းတမန်နိုင်ငံကိုတွားကျင်လို့ပျော်နေလို့တွားနေရတာမဟုတ်ဘူးလုံနေရတာမဟုတ်ဘူးတွားနေရတဲ့လူတွေကလည်းအချိန်မရွေးကျွန်တော်တို့မြန်မာပြည်ကိုပြန်လာကျင်ကြတယ်အမြဲတမ်းဒီလားဆိုရင်ဘာပွဲတော်ရောက်နေပြီကွာဟိုဟာလေးမျိုးရှင်ငါတို့မြန်မာပြည်မှာလည်းဒီလိုမျိုးတွေရှိတယ်ကွာဆိုမြန်မာပြည်ကိုအမြဲတမ်းလွမ်းတဲ့စိတ်တွေသူတို့ရှိမှရှိပါတယ်ဒါပေမဲ့လည်းကံအားလျော်စွာအကြောင်းမျိုးကြောင့်ပြန်မလာနိုင်ကြဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့မျိုးဆက်တစ်တွေကြားလို့ရှိရင်ဒီလိုခံစားချက်မျိုးသူများနိုင်ငံမှာအထင်သေးအမြင်သေးပုံစံမျိုးနဲ့သူတို့ကိုဒီလိုမျိုးပတ်ဝန်းကျင်ကိုဒီလိုမျိုးအနာဂတ်ကိုကျွန်တော်တို့မဖန်တီးပေးချင်တော့ဘူးအဲ့ဒါကျွန်တော်တို့ကိုယ်စမ်းဉာဏ်စွမ်းရှိသလောက်သူတို့ရဲ့အနာဂတ်တွေကိုကျွန်တော်တို့တွေပိုကောင်းတဲ့အလားအလာတွေရှိတဲ့အနာဂတ်တစ်ခုဖြစ်ဖန်တီးပေးဖို့အတွက်ကကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်လို့ယူဆပြီးတော့ကလေးတွေရဲ့အနာဂတ်အကျိုးအတွက်ကျွန်တော်တို့ဆောင်ရွက်တင်ပါတယ်